ဟုတ်ပါသူ့ပြန်လာတာလားကျွန်တော်လိုက်ခေါ်တာ သူကပြန်လာသူကပြန်လာဟောမင်းလိုက်လာပြီမင်းမေတွေလိုက်လာပြီတမင်းတို့ဓာမီထိုးပြလို့စောစောတို့မြင်ရတယ် ကိုယ်စတော့တူပဲနေမှာမြင် မပြောင်းဘူးအရောက်တော့မှအရောက်မှသိတယ် तू ကပုံနေပြီးတော့ तू ကသူပုံနေကွာပုံနေရောပုံနေပြီး तू ရှေ့ဆက်သွားတယ်ဆိုတော့အဲ့ကောင်ကဂူမှာ तू ကငိုးထိုင်ပြီးတော့ तू ကကြောက်ခိုင်းထိုင်နေ ဟုတ်လား ငိုးထိုင်နေတော့သူ့ကိုပြောတယ် ဗာမင်းမီးပြန်မလားတဲ့ပြန်မယ်မီးပြန်တော့တဲ့မီးပြန်တော့တဲ့မီးရင်ခိုးနေပြီမီးရင်ပြန်လိုက်လာနေပြီတဲ့ ပြောဘယ်လိုပြောလားဘယ်လိုပြော ခေါ်နေပြီလို့ပြောတာ မင်းခေါ်နေပြန်လွတ်တာပေါ့အဲ့မတိုင်ခင်ကမီးမတွေ့ခင်မတိုင်ခင်ကပြန်မလို့ဘူးလားဒီတိုင်းစိတ်လိုက်တိုင်းချော့တာအဲ့လို စီလန်းဆုံးနေ အဲ့ အဲ့ဒါကြောင့်သူ့ဒီကမီးလေးထိုးမီးလေးလှမ်းထောင်းတော့တခြားခွဲကွာအိမ်ရောက်တော့နှစ်ချက်တီးနေပြီပေါ့အဲ့မတူဘူးကြာတာမဟုတ်လား အတကုံနေပြေးရတာ ပြေးရတော့မင်းရလေဟိုဝါထဲမှာ ခြေထောက်တွေတောင်းခလေး ပြန်လည်းမ ခြေထော လို့ က်တွေတောင်းခြေထောက်တွေတောင်းတော့သိစင်းပေါက်တာတော့ခြေထောက်တွေတောင်းလို့ခြေထောက်တွေပြည့် ဒါဆိုဒီသူကဒီပြန်လာတော့မှလူကြီးတွေတွေ့ကိုကြီးစောလိုက်ရှာ တကယ်သားကလေးလေးဟိုသူ့ညီလေးဟိုငယ်ကောင်းလေးသူ့ကကောင်းလေးအဲ့ကောင်လေးကအမေကြီးသူကဘီလိုကြည့်နေတယ်မကြီးသူကမင်း ကိုရမ်းလာပြီ ကိုပြန်လာပြီဆိုသူကခြေလုံးတန်ဝင်ကလေးပေမန်းတော့ကညောင်းကြည့်တော့ပြန်ဟောဖြစ်တာပေါ့ အခုသားဘယ်လိုနေလို့ တိတ်ပြေတော့ပါ တုံနိုင်ပဲ ဒီရပဲတင်းတာ ရှောက်ညောင်းတာနော် ညောင်းလျှောက်ပြေးနေမှာကွာဟို17နာရီလို့ပြေးတာမင်းနဲ့ညနှစ်ချက်ကြီးမှအိမ်ပြန်ရောက်တယ်ဟာမင်းတို့ကြည့် အဲ့ဒါလည်းလက်ရှားနေတာကိုထွက်တက်ကလည်းအိတ်နေတယ် အေးမမဲဘူးကျွန်တော်တခိုးကက်တယ်ပဲထင်တာသူ့အိမ်ခိုးပါစေလို့သူ့ပထန်ရှိတဲ့ကောင်ခိုးပါစေလို့ဆိုကျွန်တော်ကတွက်နေတာဟုတ်တယ်မသိဘူးငါလည်းမသိဘူးဟုတ်တယ်လေ ဒါအိုက်သားရိုက်မှာတော့ခေါ်မလိုက်တယ် အိမ်နဲ့တဲ့ဘောင်းမီရလည်းအနက်နဲ့တဲ့ဘောင်းမီနဲ့အိမ်နဲ့ဆိုအဲ့ဒါ ကြီးပေါင်းမိလေတဲ့ ကျွန်တော်လည်းအဲ့ဒါလည်းခိုးပါစေသူ့အိမ်ခိုးပါစေလို့သူ့ပထန်ရှိတယ်လို့ခိုးပါစေ အဲ့လည်းဟိုလူတော့မဟုတ်ပါဘူးတောက်နောက်ခိုင်းနေတော့တောက်မျက်နှာတယောက်မှမပြဘူး မျက်နှာမပြဘူး မပြော ဟိုတယောက်ကမပြ ကြောင်နဲ့ကြောင်မှတရားမပြောကြောင်မနဲ့ အဲ့မပြဘဲနဲ့တောက်ကိုဘယ်လိုခေါ်ပါလဲ တော့ဘယ်ခေါင်းဆုံးမှမသိဘူးဖုန်းကြောင့်တော့ကိုရောက်မသိ ဖုန်းကြောင်တီကိုခေါ်ရတော့မှဖုန်းကြောင်ရောက်တော့မှပြန်သိတယ် ဒီလဲလာနေခေါ်သွားတာတွေ့တယ်တဲ့အေးရလိုက်ရှာရင်နဲ့ဒီလဲလာနေခေါ်သွားတာတောက် ကိုရောက်မှတတိယသွားတာပေါ့ဖုန်းကြောင်နောက်ရောက်တော့မှအဲ့ရနေပြီးတော့ဒီဘယ်ခေါ်ရတာ မခိုးရအောင်တော့ဦးစင်းလာတဲ့ဟိုတော့ တဲရနေပြီးတော့တဲမှာထိုင်းသေးလားမထိုင်းဘူးဟိုအုတ်ကူထိုင်းသွားတာ ဟိုစေဗီနန်ဆောင်းနေတယ် โอเคရောဟဲ့ဟိုစောက်ရုံမှာပုံနေတယ်ဒါ ဆောက်ချင်မှပုံနေသေးတယ်အဲ့တို့လားရှာတာ သူကပတ်ရှာတာဓာမီနဲ့ထိုးတယ်သူ့ မရှာဘူး မဟုတ်ဘူးသူခေါ်သွားတဲ့လူကဓာမီနဲ့ထိုးပြလို့တဲ့ အဲ့ဒါအဲ့မှာပုံနေနေတို့တွေ့သွားတယ်လားမင်းတွေ့သွားလားတွေ့ အဲ့တော့အုတ်ဒီကကြောင်တော့သူကရောက်ဒါနောက်က ဘယ်ရောက်နော် အုပ်ကူကြောင်ဘက်ကိုသူကရောက်တယ်ဒါကနောက်ကလိုက်သွား အဲ့လှမ်းမင်းခေါ်သွားတယ်ပြီးတော့ဘယ်လိုလဲစိန်လိုက်တိုင်းဆော့မယ်ဆိုပြီးပြောတာဘာလို့လဲဒီတိုင်းပဲပြေးရတာလားသူတို့လိုက်လို့ပြေးရတာလားစိန်လိုက်တိုင်းဆော့ လေဟာလေသူဝလေတပ်ပိုင်းဒါပြန်ပြရပြန်ပြန်လို့ ဘာဖြစ်လဲတက် လေဒါခေါင်းလုံးတုံတန်းတိထားလိုက်ဒါ3ညကြာဝိုင်းဆိုရင်သူကလိုက်ကြတယ် စုံစမ်းကြည့် ဒီ တယ် နေ့ကျတာမျက်နှာရမမြင်ရဘူး စုံဆိုင်လုပ်ပြီးတော့ကွာပြေးရတယ် ပြရတယ်တဲ့ဘောနေနော်ကလေးလေးကသူတို့ပါလိုက်မှာ 这个不给我们可以摸啊， မောဝါတော့ အမတော်တယ်မှာနှစ်ခါတော့ခေါ်လေ 那买多少嘛？ ဒါတို့တုံးလုံးကြီးလည်းကန်သူတို့ဘယ်လိုလုပ်မလဲ ဘူးသက်တာလားတာ ဒီဟာတွေပဲတင်းတာ ပြေးကုန် 这公别开你了， ညောင်းပြေးနေတာမင်း17နာရီတည်း စုံ ပြေး စ တာ မ်းကြည့် ကွာ 3ချိန်လောက်ရှုံးသွားရင်ပြရတာ နှစ်နာရီကျော်ပြေးနေရတာယူဟုတ်တယ်မ 哎没哎没，松山哎别的一千嘛，我没有米， ပြောမိပါအဲသူ့ကိုလေ သူ့ပြန် 我米进来呀， အဲသူ့မိတော့ဒါသုံးချောင်းထဲမှာပုံနေ ဆောက်ချုံထဲမှာသူ့မိတော့ 哦，都米了，米来的一千 နိုင် 了， တော့ဆောက်ချုံထဲမှာပုံ 少钱别少钱， ဟိုကဆိုဥခေအောင် ဆောက်ဆုံးနေ 哦，
အဲ့တော့ तू ကဘယ်ရောက်သွားလဲ သူကကူပေါ်ထိုင် ဘူပေါ်ရောက်သွားမလို့ဘူပေါ်ရောက်ချင်တော့သွားပါသူရဲ့ သူကကူပေါ်ထိုင်ဆောင်နေ သူကဘူကထိုင်ဆောင်တော့ဒါအဲ့ဂူကိုရောက်သွားသေးလားရောက်တယ် သူခေါ်လို့ရတာဗောမခေါ်ရင်ပဲသွားမယ်သူဘယ်လိုသိမလဲသူဒီလာမှာဗောတော့မီးလဲလာနေကွာ ဟွာလေကောင်းနေလေကောင်းနေလည်းရှိတယ် ဒီကွာဟွာရဲ့လေကွာမြို့ပြလေတွေ လေကောင်းနေလည်းရှိတယ်လေဆောင်ကြီးပြင်အဲ့ အဲ့ဒါဆိုဒီကနေဒမ်မီနဲ့ထိုးတာတွေးလိုက်လို့ တွေးလိုက်ပြီ မင်းတွေးတာလား ဥဒတော်လမ်းတော့တာဝန်လေးရော အခုကျတော့လိုက်ချိန်နေတွေးတယ် တကယ် တော့မလားခေါ်ပြီးတော့သွားတာပေါ့ ဟုတ်တယ်လေအခုကျတော့ခေါ်ပြီးတော့သွားချတော့ဒမ်မီနဲ့ထိုးတယ် မင်းလည်းဒီရဲ့တော့ ရှားရလည်းဖြစ်မယ် အဲ့ဒီဘူးပါပြီ ရှားရလည်းဖြစ်မယ်ရှားရလည်းဖြစ် ထားလာလဲ နော်တော့မင်းကိုကြီးတော့ကျုံးနေတာဖြစ်ပြလိုက်တော့တော်တယ် ရလာလား ဟုတ်ပြီဆိုဖျားနေဖြစ်မယ် မမေးကြီးကမကောင်းဘူး ချင်းချင်း အဲ့ဒါတော့တော့တောင်းတက်တယ် ဟုတ်ပါလေ ဟုတ်ပြီတော့ဒီက တောက်ရရုပ်ပြီ မမေးကောင်းပါပြီ နောက် တော့ဘူးတော့ဇာအာ ခုစီအောင်နော်နော်ဟုတ်ပြီ အဲ့ဒါလေးရလေးလေးအဲ့ ဟုတ်ဒီနားမှာလေတူးတာလည်းဖြစ်မယ်နော် ဟုတ်ဟုတ် အဲ့ဒီမှာဝတ်စုပ်တွေယူရပါပဲ ဟုတ်တယ်ဒါ ဒါပေမဲ့သူ့အောက်ကွာ မင်းမ ဟောတိုင်းပဲဟောတိုင်းပဲသူ့အောင်မှာ3-4ရောက်ပဲရှိသေးတယ်သူ့အောင် ဒီမှာ လားဒီမှာတက်လေ သူကနာနာကလေးအဲ့နဲ့ ကလေးအန်နေနေကလည်းအန်နေဟဲ့လားမိုင်နေကလည်းအန်နေဒါပဲ ဟောတော့ပြရလိမ့်မယ် မမေးလို့သုံးမထားဘူး ကလေးကိုတပြုံကြီးပဲအေးအဲ့မှာ ဆောင်းလို့ရခဲ့ပါ ခုလို့ခေါ်မသားခင်ဖျားနေတာဟော ခလေးဖျက်အောင်မယ်ပတ်စံဟဲ့ဟုတ်လား အေးဗဖျားတဲ့အချိန်နဲ့ဟုတ် မင်းတို့နေဦးလေးမထွက်နေကိုယ်မထွက်နေငါပြောတာငါတော့ငါဖြစ်ရင်ငါဘာမှမလုပ်တတ်ဘူး စောင်းချုံထားလိုက်တာလေဟမ်ခုတက်ခိုင်းမဘာလို့ကျွန်တော်တို့ရှိတယ်အခုတိုက်တိုက်ထိုင်းအဲ့ဒါအခုဘာလုပ်တာဘေးရင်ရရဘာတွေလုပ်ထားလဲ မလုပ်ပါဘူး ဟာမလုပ်ပါဘူး မလုပ်ပါဘူးဘယ်နဲ့တော့ကြည့်ထား ကြည့်တယ်အင်း ကိုယ်လေးကိုတော့ညနေတောင်းမှပေးလိုက်ပါတဲ့ကိုတောင်းမှ ဒါပေမဲ့တောင်းမှထားတယ်ဟော ကိုတောင်းမှပါတဲ့ကိုရည်လေးကိုတာလေးကိုရည်လေးနဲ့ပတ်ပြီးတောင်း ငါလိုက်ကြဒီလိုလိုက်တာ ဘူးမှသားလေးဒီမှာဒီမှာ อืม ဒါလည်းမေးချစ်တယ် ရော ဟုတ်ပါရဲ့မေးချစ် ဒီမှာ အနီတလုံးယူပါလား ဒီကိုမေးချစ်ယူပါလိုက် ဒါလည်းသူတို့မင်းကြီးပဲ မဟုတ်ဘူးသူ့ရဲ့ဟာ ဟုတ်လား ဟဲ့ဖေးတာ ဒီရဟာလား ဘယ်လိုဘယ်လိုပေးတာ အဲ့မရှိဘူး โอเคမရှိဘူးတဲ့ ရှိတယ် အခုမှကိုယ်မမြောက်မလား ဒီဟာဘူး ဒီပြဒီပြ ကဲအဲ့ဒါဖြေပြီးတော့အခုထည့်ကျေးဇူးပဲသိလားနော်ကျေးဇူးတင်ပါတယ် ဒီမှာတော့ ခလေးလည်းအမြန်ဆုံးတက်တာပြောက်ကွင်းပြီးတော့ပုံမှန်အတိုင်းပြန်ဖြစ်ပါစေလို့ဆုတောင်းပါတယ်နော် နားတယ်ကွာဘာ ခါလေး လေး ဒီအတိုင်းဝါပြီနော်မိုက်ဝါပြီဒီလား